ဒီညကတော့ဘယ်တစ်စတာနဲ့မှမတူတော့ main body ကိုပတ်ကန်တော့မှာဖြစ်ပါတယ်မင်းညလည်း free 3ပွဲလုံးနဲ့ channel မှာ9ပွဲလုံးအားလုံးဝင်ပြီးတော့ညီကိုတွေအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့မှာလည်း Super Sunday ရဲ့အလန်းဆုံးပွဲတွေကိုပဲသုံးသက်ပြီးချပေးတော့မှာဖြစ်လို့ညီကိုတွေအဆုံးထိကြည်သွားကြဖို့မြစ်တာရက်ခံအပ်ပါတယ်ပထမဆုံးပွဲကိုည7:00 နာရီမှာကစားမယ်လီဗာပူးနဲ့မန်ယူတို့ပွဲကိုသုံးသက်ပြီးတော့မှာဖြစ်ပါတယ်လီဗာပူးကတော့နောက်ဆုံး3ပွဲဆက်အဝေးကွင်းတွေမှာအရေးနေလာပြီးလက်ရှိအခြေအနေမှာသူတို့ရဲ့ဟန်ချက်ကိုပြန်ထိန်းဖို့အတွက်အင်ကွင်းမှာထိန်းတင်းကစားပြီးအနိုင်3မှတ်ကိုတေချာပေါက်ယူသွားလိမ့်မယ်လို့ထင်ပါတယ်မန်ယူတင်းရလည်းအဝေးကွင်းတွေဆိုကြောင်ပြောက်ပြီး3ပွဲဆက်ရှုံးနေတာကိုကြည်ချင်းဖြစ်မန်ယူကဒီညမှာအများဆုံးရနိုင်တာကတရေပဲဖြစ်တဲ့အတွက်အနိုင်တေချာပြီးတလုံးသွင်းရင်ပြစွန်းစားရမယ်လီဗာပူးဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဒုတိယတစ်ပွဲကတော့ည9:00 နာရီပွဲမှာကစားမယ်စပါးနဲ့အက်စတွန်ဗီလာတို့ရဲ့ပွဲမှာအမှတ်လိုနေတဲ့အမရီဦးနိုင်ရဲ့အက်စတွန်ဗီလာအသင်းဟာစပါးတင်းရဲ့ခံစစ်ကိုပိတ်ကစားပြီးတံပြန်တစ်ပေါင်းနဲ့ပဲတိုက်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်တရေကြရင်တောင်ပြ80စားရမယ်အက်စတွန်ဗီလာကိုပဲရွေးချယ်ပေးလိုက်ပါတယ်နောက်ဆုံးတစ်ပွဲဖြစ်တဲ့လီဗန်တီနဲ့ဗလကာနိုတို့ရဲ့ပွဲစဉ်မှာတော့9ပွဲဆက်အင်ကွင်းမှာ9ပွဲပျောက်ထားတဲ့လီဗန်တီတွေဟာဒီပွဲမှာတော့9ပွဲနဲ့သူပြန်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်ဒီပွဲကိုလည်းလီဗန်တီဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဒါကြောင့်ဒီညရဲ့ကျွန်တော်အကြိုက်ဆုံး free 3ပွဲကိုတော့လီဗာပူးဘော်ဒီအက်စတွန်ဗီလာဘော်ဒီနဲ့လီဗန်တီဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ပါတယ်ညီကိုတွေအကြိုက်သူမှကစားပါအကြိုက်မသူရင်ဘက်ကန်ကြဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲအပေါင်းပြကြပါစေ